အရှင်မြတ်ဘာသာမဲ့များဟာဘဝတွေထပ်ဖြစ်တယ်ဆိုတာမယုံကြဘူးသူတို့နားလည်အောင်လက်ခံရှင်းပြပေးပါဗျာဘာသာမဲ့များဆိုတော့ဗုဒ္ဓဘာသာဟောတာတွေကသိပ္ပံပညာရလက်မခံနိုင်ဘူးပြောကြတယ်တချို့သုတ္တနာပုံပြင်ဝတ္ထုတွေဟာသိပ္ပံရမဖြစ်နိုင်လို့ပြောကြတယ်ရှင်းပြပေးပါဗုဒ္ဓတရားတော်ထဲမှာပါတဲ့အကြောင်းအရာအကုန်လုံးတချို့ဟာလည်းဘုန်းတော် belief တခုအနေနဲ့ယုံကြည်မှုတခုအနေနဲ့ယုံကြည်ထားတာကိုမြင်လို့မဟုတ်ဗုဒ္ဓကိုယုံကြည်လို့ယုံကြည်မှုတခုအနေနဲ့မြင်တာအဲ့တော့ယုံကြည်တာနဲ့မြင်တာတခြားစီဘုန်းတော်ပြောရင်ကံတရားရှင်ရယုံတာဘုန်းတော်ယုံမြင်လားဆိုမမြင်ဘူးဟောကံတရားကိုပဲခြင်းချင်းမှမြင်တော့ဆိုဒီပုတ္တိအားဆိုတဲ့ဉာဏ်၃ပါးဒီအရိယာဖြစ်တဲ့အချိန်မှာမြင်လာတယ်အဲ့ဒီအချိန်မှာကျတော့သူက belief မဟုတ်တော့အဲ့ဒီအချိန်မှာကျတော့စီးရင်ဖြစ်သွားပြီမြင်တာဖြစ်သွားတယ်ဘာဖြစ်လို့ဒီလိုယုံကြည်တာတော့ဆိုအယူအဆမျိုးမျိုးကိုနိုင်ရှင်ကြည့်တဲ့အခါမှာဒီနေ့ကတော့ဒီလိုဆရာကြီးဟောသွားပါတယ်တိဋ္ဌာယနာတုတ်ဆိုတဲ့အချိန်မှာတချို့ကဒီလောကထဲမှာအကောင်းဆုံးဖြစ်သမျှတွေဟာဘာကြောင့်မှမရှိဘူးသူကနဲ့သူ accident ကြုံကြိုက်လို့ဖြစ်တဲ့ဟာတွေရကြည့်ပဲကြုံကြိုက်လို့ဖြစ်တယ်အဒိစ္စသမုပ္ပန္နခေါ်တယ်အဒိစ္စနဲ့ပဋိစ္စနဲ့အဒိစ္စသမုပ္ပန္နနောက်တစ်ခုကတော့ဖြစ်သမျှတွေကိုပုဂ္ဂိုလ်တူဦးတဲ့က control လုပ်ပြီးတော့သူကဖန်တီးတာပြက်ပါဆိုရင်လည်းသူ့စိတ်ကြောင့်သူ့ရဲ့အလိုကြောင့်ပြက်ရတာအဲ့တော့ created God ယုံကြည်တဲ့လူတွေအဲ့တော့ဗုဒ္ဓဘာသာရှုထောင့်နဲ့ပြန်မေးရင်တော့ဖန်ဆင်းရှင်ဘုရားသခင်ကကရုဏာရှိလို့လည်းပြောတယ်တချို့လူတွေကြတော့ဆင်းရဲအောင်ဖန်တီးတာတချို့လူကြတော့ချမ်းသာအောင်ဖန်တီးတာတချို့လူကြတော့ရုပ်ဆိုးတယ်တချို့လူကြတော့ရုပ်ချောတယ်တချို့လူကြတော့ယောဂိုင်းနဲ့မွေးလာတယ်တချို့လူကြတော့ကျမ်းမာနဲ့မွေးလာတယ်ဒါတွေကဘယ်လိုတော့ဆိုလောကရဲ့ထဲမှာဒုက္ခတွေရှိနေတာသူဘာဖြစ်လို့ဒါတွေဖန်တီးတော့ဒုက္ခဘာလို့ဖန်တီးပေးလဲဒုက္ခရှိနေတယ်ဆိုကြတဲ့ကိုကဖန်ဆင်းရှင်ရဲ့အယူဆကနည်းနည်းလက်ခံခက်တာ